United တို့ယဉ်ကျေးမှုသမိုင်းကြီးမားတဲ့ Old Trafford ကနေကွင်းအသစ်ကြီးစီပြောင်းလာမဲ့အပေါ်အခုလိုမှတ်ချက်ပေးလိုက်တဲ့ Ferguson ပရိသတ်များလုံးပဲမင်္ဂလာပါ234 Sport ကနေပြန်လည်ကြိုလိုက်ပါတယ်။ Manchester United အသင်းဟာအင်ကွင်း Old Trafford ကနေကွင်းအသစ်ကြီးစီပြောင်းရွှေ့ဖို့ရာစီမံကိန်းတွေစတင်လှုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ Old Trafford ဟာ United တို့1910ခုနှစ်ကတည်းကသုံးစွဲလာခဲ့တာဖြစ်ပြီးသမိုင်းကြောင်းယဉ်ကျေးမှုကြီးမားလွန်းတာပါ။အထူးသဖြင့် Sir Alex Ferguson အတွက်ဆိုရင် Old Trafford ကွင်းကြီးကအဓိပ္ပာယ်တွေအများကြီးရှိတာဖြစ်ပါတယ်။အခုဆိုရင်တော့ Ferguson က United တို့အိမ်ကွင်းပြောင်းလဲတော့မဲ့အပေါ်မှတ်ချက်ပေးလာခဲ့ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်က United ဟာအိမ်ကွင်းအသင်းနဲ့ပတ်သက်ပြီး concept app ပုံစံအသစ်တွေကိုချပြခဲ့ပါတယ်။ပုံအရကွင်းရတော်တော်လေးကိုမိုက်ပြီးတော့ခေတ်မီဖွံ့ဖြိုးတိုးတက်လှပတဲ့ရှိနေတာပါ။ United ဟာကွင်းသစ်ကြီးကိုစတာလင်ပေါင်2ဘီလီယံသို့မဟုတ်ပေါင်သန်း2000အထိအကုန်ကျခံပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။ကွင်းကစုစုပေါင်းပရိသတ်3သိန်းအထိဝင်ဆန့်မှာလည်းဖြစ်ပါတယ်။ကွင်းကကမ္ဘာခေတ်မီအပြင်စင်တွေနဲ့ဖြစ်ပြီးခေတ်ရှေ့ပြေးလွန်နေတာကို concept app တွေကနေမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ကွင်းကြီးရဲ့အပြင်ဘက်မှာ3ပွင့်ဆိုင်တိုက်ကြီး3နိုင်ကိုရှန်ရန်ထားရှိပြီးတော့ဘာအတွက်လဲဆိုတာမဖော်ပြထားပေမဲ့လည်းတော်တော်လေးကိုမြင်ရတာမျက်စိပတာသားဖြစ်တာပဲဖြစ်ပါတယ်။အောက်ဖက်မှာတော့ဈေးဆိုင်တွေကွင်းတွင်းလာရောက်မဲ့ပရိသတ်တွေအပန်းဖြေနိုင်မဲ့နေရာတွေပါဝင်လာမှာပါ။ United ဟာကွင်းသစ်ကိုတည်ဆောက်ပြီးရင်1910ခုနှစ်ကတည်းကအသုံးပြုခဲ့တဲ့အိမ်ကွင်းဟောင်း Old Trafford ကိုဖြိုချနိုင်ွယ်ရှိပါတယ်။သတင်းတွေအရတော့ Old Trafford ကွင်းဟောင်းကိုအသင်းရဲ့လူငယ်အသင်းတွေနဲ့အမျိုးသမီးအသင်းအတွက်အိမ်ကွင်းအပြင်အသုံးပြုနိုင်ခြေရှိတယ်လို့လည်းသိရပါတယ်။ United ရဲ့ကွင်းသစ်ကို9နှစ်အတွင်းအပြီးဆောက်လုပ်သွားမယ်လို့အသင်းရဲ့ဘူးလဲပိုင်ရှင်ဖြစ်သူ Sir Jim Ratcliffe ကဆိုပါတယ်။2030မှာကွင်းသစ်ဖွင့်လှစ်သွားဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ United ရဲ့လက်ရှိအိမ်ကွင်း Old Trafford ဟာတော်တော်လေးကိုပျက်စီးယိုယွင်းနေတာဖြစ်ပြီးမိုးရွာရင်လည်းမိုးရေတွေယိုစိမ့်နေတာပါ။ United ဟာကွင်းအသင်းအတွက်ယာယီနာမည်ကိုလည်းပေးထားပြီးဖြစ်ပါတယ်။ဆေးမျိုးရဲ့ Left Hat စီကနေလိလာတဲ့ဓာတ်ပုံအရ United ရဲ့ကွင်းသစ်ကြီးရဲ့နာမည်ဟာ New Trafford Stadium ဖြစ်ပါတယ်။ဒါပေမဲ့ဒီနာမည်က official တော့မဟုတ်သေးပဲ United အနေနဲ့ယာယီနာမည်ပေးထားပုံရပါတယ်။ United တို့ရဲ့ကွင်းရဲ့နာမည်ကိုစပွန်ဆာရှာရောင်းစားသွားနိုင်ခြေရှိနေတာမို့ပါ။ဘောလုံးသင်းတွေဟာဒီဘက်နှစ်တွေမှာအိမ်ကွင်းနာမည်ကိုရောင်းစားတက်လေ့ရှိပါတယ်။ Arsenal ဆိုရင် Emirates, Barcelona ဆိုရင် Spotify, Man City ဆိုရင် Etihad တို့ဖြစ်ပါတယ်။ United ကလည်းကွင်းအတွက်ကုန်ကျစရိတ်ပြန်လည်ကာမိအောင်ကွင်းသစ်နာမည်ကိုစပွန်ဆာယူနိုင်ခြေရှိနေပါတယ်။ Old Trafford ကွင်းကြီးကအသုံးပြုခဲ့တဲ့နှစ်ပေါင်း115နှစ်ကြာသက်တမ်းမှာ United ဟာကွင်းနာမည်ကိုရောင်းစားခဲ့ခြင်းမရှိပေမဲ့ New Trafford ကိုတော့ရောင်းစားသွားဖို့ရရှိနေတာပဲဖြစ်ပါတယ်။ဒါဆိုရင် United တို့ Old Trafford ကိုစွန့်ခွာပြီးအိမ်ကွင်းသစ်ပြောင်းလဲဖို့စီစဉ်နေတဲ့အပေါ်အသင်းရဲ့ကနဝင်နီးပြဖြစ်တဲ့ Sir Alex Ferguson ကဘယ်လိုမျိုးမှတ်ချက်ပေးခဲ့သလဲ။ Old Trafford ဟာ Ferguson အတွက်အမှတ်တရတွေအများကြီးရှိတဲ့ကွင်းဆိုတာပြောဖို့တော့မလိုပါဘူး။ Ferguson ဟာနှစ်ပေါင်း26နှစ်ကြာ United ကိုနီးပြအဖြစ်တာဝန်ယူခဲ့ပြီးအောင်မြင်မှုများစွာယူနိုင်ခဲ့တာပါ။အခုလိုအိမ်ကွင်းပြောင်းလဲတော့မဲ့အပေါ် Ferguson က ESPN နဲ့အင်တာဗျူးမှာ Manchester United အသင်းဆိုတာအမြဲတမ်းအကောင်းဆုံးသောအရာတွေကိုပဲလှုပ်ဆောင်နေရမယ့်အသင်းဖြစ်ပါတယ်။ကွင်းနဲ့ကွင်းပြင်အကောင်းဆုံးတွေကိုစားလောင်နေရမှာပါ။ကျွန်တော်တို့ကစားနေတဲ့အိမ်ကွင်းလည်းပါပါတယ်။ Old Trafford ကွင်းကပုံကိုရေးရကျွန်တော်အတွက်ထူးထူးခြားခြားအမှတ်တရတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ပြောင်းလဲတက်တဲ့တတိရှိရမှာပါ။ကွင်းသစ်တည်ဆောက်ရမှာပါ။ကွင်းသစ်မှာအနာဂတ်အတွက်သမိုင်းသစ်တွေရေးထိုးရမှာပါလို့မှတ်ချက်ပေးထားခဲ့တာဖြစ်ပါတယ်။ United ဟာလက်ရှိမှာဒီဟာဒီဖလားလက်မဲ့ဖြစ်ဖို့ရာဂိုင်နှုန်းအများဆုံးဟာရှိနေပြီးနောက်ရာသီဥရောပဘောလုံးကန်ရဖို့မရှိဘူးလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။